အဲ့တော့မောဟမီးလောင်နေဆိုတာဘယ်လိုလောင်တာလဲအမှန်တရားနဲ့ပတ်သက်ပြီးတွေးဝေးနေတဲ့ပုဂ္ဂိုလ်တွေကိုမောဟမီးကလောင်မောဟမီးလောင်ပြီဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာ तू မသိဘူးမသိရုံနဲ့မကဘူးမလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်တယ်လှုပ်တဲ့နာကိုမလှုပ်တဲ့ဘူးလို့ထင်တယ်တော့မလှုပ်တဲ့နာကိုလှုပ်တဲ့နဲ့ထင်ပြီးတော့လှုပ်လိုက်တော့ပြဿနာတက်တယ်လှုပ်တဲ့နာကိုမလှုပ်တဲ့ဘူးဆိုပြီးမလှုပ်ဘဲနေလိုက်တဲ့အခါကျတော့အကျိုးတွေဆုပ်ယုပ်သွားတယ်အဲ့ဒါမောဟမီးလောင်တယ်လို့ခေါ်တယ်မောဟမီးကရင်လေးပဲလောင်သွားတာလောင်မှမသိလောင်သွားတာလှုပ်တဲ့မြပြောတဲ့မြစကားလှုပ်တဲ့မြအလုပ်တွေဟာကိုယ်ကာဖြစ်တယ်အဲ့ဒါမောဟမီးမလှုပ်တဲ့နာတွေလို့ကိုယ်ကာဖြစ်တယ်လှုပ်တဲ့နာမလှုပ်ရင်လည်းအကျိုးတွေပျက်စီးတယ်ဘဝမှာဆုံးရှုံးနစ်နာမှုတွေနဲ့သွားတယ်အမှန်တရားကိုမသိဘူးမောဟမီးလောင်ပြီဆိုရင်အမှန်တရားကိုမသိဘူးဒီစကားပြောတဲ့သလားမပြောတဲ့ဘူးလားပြောလိုက်တယ်ပြဿနာတက်တယ်ဒီအလုပ်လုပ်တဲ့သလားမလုပ်တဲ့ဘူးလားမသိဘူးပြဿနာတက်တယ်သူ့အလုပ်ကပြဿနာတွေဖြစ်လာတယ်ပြဿနာဖြစ်လို့ဒါတွေဖြေရှင်းရတာနဲ့ပဲသူဟာသွားရောအဲ့ဒါမောဟမီးလောင်တယ်လို့ခေါ်တယ်